လက်မခါတော့တစ်ဆက်ပြရပါတယ်ရောက်သွားတဲ့အချိန်က7မိနစ်တော့နောက်ကျသွားတဲ့အတွက်ကြောင့်1နာရီလောက်စောင့်လိုက်ရပါတယ်ခုကတော့တင်မောစီကိုသွားနေပါပြီလိုက်တယ်လေးပေးနေပေးနေငါမျက်နှာပြောင်းပြောင်းဟိုတယောက်ကကြည့်သွားတယ်ညာဘက်ဟာတင်မောကစိတ်ကန်းနေပြီးတော့စထွက်နေပါပြီတင်မောမှာ2မျိုးရှိပါတယ်အမိုးဖွင့်ထားတဲ့နှစ်ထပ်တင်မောနဲ့အမိုးမဖွင့်တဲ့ဟာနဲ့2ခုရှိပါတယ်အမိုးဖွင့်တင်မောဆိုလို့ရှိရင်တော့အပေါ်ကနေတက်ကြည့်လို့ရတာပေါ့တင်မောကလေတိုက်တဲ့အခါမှာအရန်ကိုစိတ်ကို relax ဖြစ်စေပါတယ်ဒါပေမဲ့တခုခုလွမ်းတယ်လို့လည်းခံစားရပါတယ်တွားတဲ့နေရာမိုးတွေအုပ်နေရဆိုတော့ရေပြင်စိတ်စိတ်နဲ့ကောင်းကင်ပြပြကြီးနဲ့တော့ရှိပါဘူးရေပြင်စိတ်စိတ်ပဲတွေ့ရပါတယ်ဒီလိုနဲ့မိနစ်30လောက်စစ်ပြီးတဲ့အခါမှာတော့ကုစုကျွန်းကိုရောက်ပါပြီကုစုကျွန်းမှာကတန်းနာကြီးတွေရှိပါတယ်ပစက်ရဆိုပေမဲ့လားသူတို့ရဲ့သမိုင်းတွေနဲ့မှတ်တမ်းမှတ်ရရှိကြတော့မသိဘူးတန်းနာကြီးရှိပါတယ်ကုစုကျွန်းကိုမလေးဘာသာစကားနဲ့လိမ့်လို့အတိတ်ပဲရပါတယ်တရုတ်ဘာသာစကားနဲ့ဆိုရင်တော့တက်အိုတော်လို့ခေါ်တယ်အရင်တော့ပင်လယ်ထဲမှာသင်္ဘောမှောက်သွားတယ်မလေးအမျိုးသားတယောက်နဲ့တရုတ်အမျိုးသားတယောက်ကလှိမှောက်ပြီးတော့ရင်းနေနေတဲ့အချိန်မှာလိပ်ဘလူးရလေးကတင်ခဲ့တယ်ဆိုပြီးတော့ကိုစုံကျွန်းကိုလိပ်ကျွန်းလို့အမည်တွင်ခဲ့တာပေါ့နော်အဲ့လိုခေါ်ဆိုခဲ့ကြတယ်အဲ့ဒါကိုကတင်ခဲ့တဲ့လိပ်ဘလူးကိုကျေးဇူးတုတ်ပြန်တဲ့အနေနဲ့သူတို့ကနှစ်စဉ်နှစ်တိုင်းဒီကိုစုံကျွန်းပေါ်မှာဝတ်ပြုစုတောင်းပွဲလုပ်ကြတယ်လမ်းလေးကိုတော့ဒီတိုင်းပဲအုတ်နီခဲလေးနဲ့စီးပြီးလုပ်ပြီးထားတာမသိမြင်းနီလမ်းပေါ့ကျောင်းပေါ်မှာတော့ဒီလိုဘန်ဂလိုလိုမျိုးဘန်ဂလိုလေးတွေလုပ်ပြီးထားတယ်ပြီးလို့ရှိရင်ဟိုဘက်မှာဆိုရင်တော့ရေကူးလို့ရတဲ့ရေကန်လေးလုပ်ပြီးထားပါတယ်ရေကူးလို့လည်းရမယ်ဘန်ဂလိုလေးတွေမှာစားကြတောက်ကြတချင်းဆိုကြလိုပဲအဖွဲလိုက်လာလည်းလို့ရပါတယ်သွားတဲ့အချိန်ကနေ့လယ်ပိုင်းဖြစ်နေတဲ့အခါကျတော့ဘန်ဂလိုတွေမှာလူပြည့်နေတာဖြစ်တော့ပြီးရှာနေကြတာပေါ့နော်ပြီးရှာနေကြတာဘယ်နေကနေရိတ်လဲဘယ်နေကကောင်းလဲဆိုပြီးရှာနေရမှန်တော့ကျွန်းရောက်တဲ့ခါမှဒီလိုအုံးမီလေးရဲ့ကြည်ပြီးရဲ့တော့ဝါ perfect ပါပဲအမောပြေပြီးစိတ်ကိုလန်းဆန်းစေရဲ့ကန်းစက်နဲ့အုံးပင်နဲ့တဲတောင်ပင်နဲ့အုပ်လေးစီထားကြောင်လေးစီထားရတယ်ဆိုရင်တော့ဝါပဲ perfect ပါပဲခဏခဏ perfect ဆိုတဲ့စကားကိုပြောမိဆိုတော့အဲ့တော့ဒီဘက်အချမ်းရေကူးလို့ရတဲ့နေရာပါအခုကတော့ဘီရှာနေတော့ဒါကတော့တောပန်းကလေးများရဲ့တောပန်းလေးတွေမြေကြီးမှာကပ်ပေါနေတဲ့တောပန်းလေးတွေရမ်းလာပါတယ်ထီကရုံပန်းလေးတွေရဲ့ထီကရုံနေတော့ရှိရဲ့ထီကရုံနေကတော့အများရွေးရှိတယ်အဲ့တော့ဒီပြစီးပင်လိုမျိုးအပင်ပေါက်လေးအဲ့ဒါလေးပန်းပွင့်နေဒီပြစီးပင်လိုမျိုးလည်းမဟုတ်ဘူးဒါတော့ဘန်နာပင်အဲ့ဘန်နာပင်အကြီးရောတော့မမြင်ဘူးဒါဥမမြင်ဘူးတဲ့ဘန်နာပင်မှာဟောက်မှာတော့ဘန်နာတည်းကျွေးနေရအမှန်တော့ဒီလောက်ကိုတစ်ခါလောက်တော့ဒီနိုင်ငံမှာရှိတဲ့အထင်ကြီးနေရာတွေကိုတော့သွားတင်တယ်နောက်တစ်ခေါက်ပြန်လာပြီးတော့လာလည်ဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးပြီးတော့ဒီဟိုရောက်တဲ့ foreigner တွေအနေနဲ့လည်းဒီလိုကြုံတကူတခါပြီးတော့လာပြီးလဲကြမှာမဟုတ်ဘူးလေကိုရရောက်တဲ့ချိန်မှာလေးပဲသွားလဲရတာဆိုတော့လဲကြပါဒါကတော့စားဖို့တောက်ဖို့လုပ်ပါတော့မယ်အဲ့တော့ဘရောက်ပင်မှာဘရောက်ပင်ရဲ့ပြီးနေပြန်ဖျက်လို့ရတဲ့ဗီဒီယိုကလို့အပေးအတီးခံပြီးတော့လုပ်တယ်ကြီးရောလုပ်ချင်တာဘန်းလဲဆိုအပေါ်ထောင်တက်ပုံစံမျိုးလုပ်ချင်တာဟုတ်စီဟာဘူးကမအေးတော့မရပါဘူးဖះเจ้าနဲ့ကိုရောက်လာတာပါမြန်မာလိုတော့လက်ဖះလို့ခေါ်ပါတယ်ဒီဖះเจ้าကိုတော့1923ခုနှစ်ကစတင်တည်ဆောက်ခဲ့တယ်လို့ပြောပါတယ်
လေကျုံဆိုတဲ့အတိုင်းကျုံးပေါ်မှာလက်ကလေးတက်နေတာဒါကတော့ဆူတောင်းစာလေးတွေ ချုံမလိုက်ဘူးအချစ်စစ်နဲ့ချစ်တဲ့သူနှစ်စုံစည်းရပါလို့ဤရုပ်စာမိမလာရုံကြလားအော်ဒီမှာရှိသေးတယ်တောင်းတတဲ့လူအင်ဆန်နာဟုသမျှပြည့်စုံရပါစေမျက်နှာမြေချစ်ခင်အတန်ကြသနာပါစေတာရုတာရုတာရုတာဘယ်နှခုနှစ်ကလည်းမသိဘူးမြန်မာကြီးလက်ရှိအမလေးအများကြီးပဲဒီမှာကြည့်ရောအလုံးသိအမြန်ဆုံးရပါစေတဲ့28ရက်12လဆိုတော့သူများဆိုတောင်းတာလေးကိုမြန်မာပြည်ကြီးအေးချမ်းပါစေတဲ့ဒီမှာရှိသေးတယ်အော်ဒီမှာတိတ်ပြီးတော့မခိုင်ညိုမမြခိုင်အမလေးစပိုက်စီတွေ ဆူတောင်းရင်ပြည့်တယ်ဆိုလို့လာပြီးတော့ဆူတောင်းထားတဲ့ဆူတောင်းစာလေးတွေဖြစ်ပါတယ်ဒီရုပ်ပင်မှာလည်းဆူတောင်းစာလေးတွေကိုလိပ်ပြီးတော့ချိတ်ဆွဲထားတာမျိုးတွေ့ရပါတယ်ရုပ်ဒီတွေကတော့တီးနေရုပ်တွေကတော့ကြိုက်တယ်ရုပ်ဒီကဘီဘိုးစီဘိုးတီးတယ်လို့လည်းပြောကြပါတယ်အဲ့ပြီးတော့ဖះเจ้าကိုလိတ်ကျုံလို့ခေါ်တဲ့အတိုင်းပဲမှာကန်ထဲမှာလိတ်တွေအပြည့်လိတ်ကျုံဆိုတော့လိတ်တွေဒီမျိုးကန်လေးတွေကိုထည့်ပြီးမွေးထားတာတွေ့ပါတယ်လိတ်တွေကအကြီးတော့မတွေ့ဘူးအဲ့လိုတစ်သေးလေးတွေပဲတွေ့တယ်တချို့ဆိုရင်ကနန်းရွယ်စားလောက်ကလေးပဲရှိတယ်လက်ဖျားစီမှာလက်လာပါရတိုးတက်ဖို့ဆူတောင်းပြီးတော့ဘေးနာကွာရင်မယ်တော့စီမှာတော့သာဆူတောင်းကြပါတယ်ဒါတော့လက်ဥလေးတွေကလေးစပြီးပေါက်လာတဲ့လေးပတ်ကလေးတွေဖြစ်ပါတယ်ဖះเจ้าရဲ့ရှင်မှာတောင်တစ်ခုရှိပါတယ်အဲ့ဒီတောင်မှာတော့မလေးသူတော်စင်မလေးဒီရဲ့ကိုပွင့်မဲ့3ခုရှိပြီးတော့လေကား152ထိရှိပါတယ်အဲ့ဒီလေကားတစ်ကိုတက်ပြီးတော့အပေါ်မှာကျမရင်းနဲ့အိမ်တော်ကြီးအတွက်ဆူတောင်းကြပါတယ်အဲ့ဒါကြောင့်မို့လာတဲ့လမ်းမှာမလေးလူမျိုးအမြောက်အများကိုတွေ့ရပါတယ်ဒီမှာကကျွန်းစုဖြစ်တဲ့အတွက်ကြောင့်အင်တာနက်လိုင်းလည်းသိမမီပါဘူးပြီးတော့4နိုင်တီးပြီမို့လို့တင်မောအမီပြန်ကြတော့မှာဖြစ်ပါတယ်အခုရဆိုရင်တော့အခုစွတ်ကျွန်းကနေပြီးတော့ပြန်ပါပြီရှင်အားလုံးပဲ bye bye